โอเคဒီကနေ့မှာတော့ကျွန်တော်တို့နိုင်ငံသားထွက်မဲ့လူငယ်တွက်နဲ့ကျွန်တော်ပြီးတော့အတင်းနဲ့နည်းနည်းလောက်လာပြီးပြောပြအတင်းကတော့တခြားမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းနော်နိုင်ငံသားကိုလူငယ်တွေဘာကြောက်ထွက်လဲဆိုတော့သူတို့မှာအိမ်မက်တွေနာကက်တွေရှိရလေဒါပေမဲ့ဘာမှပုံဖော်ခိုင်ဝင်မရှိတော့ဘလို့ဖြစ်လဲဆိုတော့ကိုယ်နိုင်ငံအောက်ကနေရုံးထွက်လာကြတဲ့လူတွေအများကြီးဖြစ်လာတယ်နော်အဲ့ဒါကိုလေကိုတွေ့ပဲအဲ့ကျွန်တော်မပြောချင်တော့ဘူးဘာလို့လဲဆိုတော့မမတထုပ်ထောင်းကဖြစ်နေတဲ့နိုင်ငံမှာလာစာ၄-၅တောင်နဲ့ဘာမှလုပ်လို့မရအချင်းတွေဖြစ်သွားပြီနိုင်ငံခြားထွက်လာတဲ့လားဆိုရင်တော့ဟုတ်ကဲ့စကားတွေကလို့2နှစ်3နှစ်နေပြီးချမ်းသာပါမယ်လို့တော့မတွေးရပါနဲ့ခုလက်တလဲတော့အဆင်ပြေမှာပေါ့ထွက်မဲ့စီစဉ်ရှိရင်တော့လာပါမလာပါနဲ့လို့တော့မပြောချင်ပါဘူးဒါပေမဲ့ဟိုအထူးသဖြင့်ထိုင်းနိုင်ငံအောင်လန်တက်တဲ့လူတွေဆိုလို့ရှိရင်ပြပြပေးတာပေါ့နော် sharing ပြန်လုပ်ပေးတာကျွန်တော်တို့မြန်မာနိုင်ငံနေထိုင်းနိုင်ငံတက်မယ်ဆိုပွဲသားတွေက30ပြောတယ်မလားဒါဆိုရင်ကျွန်တော်တို့လက်ထက်မှာ60လောက်စောင်းလာရပါတယ်ဘုံမော2နှစ်ကျော်3နှစ်လောက်ကျွန်တော်တို့ဒီမှာလှုပ်ဆက်သွားကျွန်တော်တို့ကဈေးရောက်ဈေးဝယ်နေတော်တော်ဆင်တယ်ထိုင်းနိုင်ငံတက်မယ်ဆိုဒါအလဲသဘောလာတဲ့လူကတော့သိမှာမဟုတ်ကျွန်တော်တို့အလုံးနဲ့လာတဲ့လူဆိုသိတယ်ဗျာတိရပြီးတော့နောက်တစ်ချက်ကတော့လူမျိုးခွဲခြားဆက်ဆံမှုပဲဘယ်နေရာရောက်မြန်မာဆိုအထေဦးမကြည့်ကြတာအဲ့တန်ကိုလည်းခံနိုင်မှနိုင်ငံညာလာပါပြီးတော့2နှစ်3နှစ်နေနဲ့ချမ်းသာမယ်လို့လည်းမတွေးလာပါနဲ့နော်ဘာကြောင့်3ရင်းလောက်ရှာလာပါလို့ပြောလဲဆိုတော့ကျွန်တော်ပေါ်ရနိုင်ပဲကျွန်တော်ပြောပြမယ်ကျွန်တော်စစတော့2023လောက်ကကျွန်တော်တက်လာခဲ့တယ်ဒီကကျွန်တော်တွေးလိုက်ခဲ့တာတစ်နှစ်ကို350လောက်ပဲကြံအောင်ပေါ့ဒီမှာတစ်လ10သိန်းလောက်ရတယ်ဆိုတော့တစ်လကျွန်တော်5သိန်းလောက်ပဲကြံအောင်ဆိုပြီးတွက်လိုက်ခဲ့တာတစ်နှစ်350သိန်း60ပေါ့ကြံ2နှစ်ဆိုလို့ရှိရင်တော့ကောင်းကောင်းကန်းလေးရပြီပြန်မယ်လို့စဉ်းစားခဲ့တာချစ်ချင်တော့ဒီရောက်တော့လူလေကြီးပဲအဲ့တော့အလုံးနဲ့လာမယ်ဆိုရင်တတိထားလာလို့ပြောချင်တာအဲ့ဒါတွေပဲထိုင်းနိုင်ငံမှာကြောက်ပါဆုံးအောင်လဲမြန်မာတွေကြီးပဲနော်ပွဲသားဆိုတဲ့လူလိန်နေနဲ့များတယ်ကျွန်တော်တို့လူမှန်နဲ့တွေ့ဖို့ကလည်းတော်တော်ကြီးကိုခဲနေတယ်အဲ့တော့လာမယ်ဆိုလို့ရှိရင်လူကန်ရှိလို့လာမယ်ဆိုရင်တော့အဆင်ပြေတယ်ကိုယ်နိုင်ငံမှာနေပြီးတော့အကောင့်နဲ့ဖော်လို့တော့မရဘူးဗျအဲ့ဒါတော့လက်ရှိအခြေအနေရပြောပြတာပေါ့ဒီကလို့ဒါကတော့အောက်လန်းလာတဲ့လူတွေရဲ့ဒုက္ခကိုကျွန်တော်ပြောပြနေတာပါဗျာလူအများစုကလည်းအောက်လန်းလာကြတာပဲတကယ်လို့တက်လာမဲ့အစီအစဉ်ရှိလို့ရှိရင်ကျွန်တော်တို့တရက်ဝင်လာပါလို့တရက်ဝင်လာလို့ရှိရင်တော့အခွင့်အရေးတွေတော့အများကြီးရှိတယ်ပြောပိုင်ခွင့်တွေလည်းရှိတယ်ကျွန်တော်တို့အောက်လန်းလာတဲ့လူတွေအတွက်ဆိုရင်တော့ခေါင်းငုံခံနေမှရစာအုပ်မရမချင်းပေါ့လေအဆင်ပြေလားဆိုရင်တော့ဟုတ်ကဲ့ပြည်ပါလေဗျကိုယ်နိုင်ငံထက်ဆိုင်တော့ပေါ်ပေါ်တီတီစားလို့တောက်လို့သုံးလို့တော့လောက်တာဒါပေမဲ့ချမ်းသာပါမယ်လို့တော့အာမမခံဘူးချမ်းသာခြင်းတော့ထီပေါက်တာတို့လိုင်းမှာပတ်စံကောက်ရတာတို့ပဲအဆင်ပြေလိုက်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူကထိုင်းနိုင်ငံတို့နိုင်ငံခြားတို့ရောက်နေရဆိုရင်ဘာပြောချင်လဲကိုမမှာရောဘယ်နိုင်ငံရောက်နေလဲဆိုတာဝင်ရေးသွားပြီးတော့နိုင်ငံခြားရောက်နေတဲ့ခန်းစားချက်လေးတစ်ချက်လောက်ရှင်းပြပေးပါဘိုင်ဘိုင်မှာကျွန်တော်တို့ဂျိုလူပါကျွန်တော်ရဲ့ channel လေးတွေ like and subscribe လုပ်အားပေးပါအောင်ဗျစူးစမ်းနေတဲ့လူငယ်တယောက်မို့ support ပေးချစ်ပြီးကူညီလို့ရပါတယ်ဘိုင်ဘိုင်